နဲ့ပတ်သက်ပြီးတော့အဖူးပြောပြချင်တဲ့ကိစ္စတော့ဘာပဲဖြစ်ဖြစ်အဖွဲ့အစည်းတစ်ခုတည်းမှာတွေးခေါ်မှုတွေတူရင်မှတူမယ်သေချာတာတစ်ခုကတော့အဖွဲ့အစည်းတိုင်းမှာလမ်းစဉ်တွေလုပ်ငန်းစဉ်တွေမူဝါဒတွေချမှတ်ထားပြီးဖြစ်တယ်လိုက်လာမဲ့ဥပဒေစည်းမျဉ်းစည်းကမ်းတွေကိုလှုပ်ထားပြီးဖြစ်တယ်အဲ့တော့အဖွဲ့အစည်းဝင်တွေအနေနဲ့ကအဲ့ဒီတိုင်းလိုက်လို့ရမယ်KNU တကယ်စေတနာရှိကြတယ်ဆိုလို့ရှိရင် KNU ရဲ့အားနည်းချက်ကိုအချိန်မီ KNU ခေါင်းဆောင်တွေကိုသွားပြောလို့ရပါတယ်သူတို့ကိုယ်တိုင်လည်းပြုတ်ပြပဲလို့ပြောထားတဲ့ဘိုင်းတွေအများကြီးရှိထားတယ်အဘိုးက KNU မကပါဘူး DKPA Peace Council PPSTs တော်လိုင်းတဲ့ကိုင်အဖွဲ့ဆက်ဖွဲ့ပါဝင်တဲ့ PPST အဲ့ဒီမှာအကြံပေးပုဂ္ဂိုလ်ဖြစ်တယ်အဲ့တော့အဲ့ဒီအကြံပေးရမယ်ဆိုတဲ့ကိစ္စအဘိုးလိုအကြံပေးပတ်လူတယောက်အတွက်ကတော့ရှင်းရှင်းလေးပဲဒါက KNU ကိုအစီခါမယ်ကရင်တမျိုးသားလုံးအဖွဲ့ကိုကရင်တမျိုးသားလုံးရဲ့အကျိုးကျေးဇူးကိုဥဆောင်ပြီးတော့လုတ်တင်တဲ့အဖွဲ့အစည်းကိုအဘိုးကအစီခါမယ်အဲ့တော့အစီခါတယောက်အနေနဲ့အဘိုးကနေရာတကာမှာအကြံပေးပေမဲ့အစီခါတယောက်လိုသဘောထားပြီးတော့အကြံပေးတယ်သေချာတာတစ်ခုကတော့အကြံပေးတာကအကြံပေးတာပဲဆုံးဖြတ်ချက်ကတော့လုံးဝအာဏာမရှိပါဘူးအဲ့ဒါကအဘိုးကိုယ်တိုင်ကအကြံပေးတွေရဲ့ယက်တီချက်အပြီးဆိုင်မှာဒီလိုသဘောထားတွေရှိထားတဲ့အကြံပေးတွေရဲ့သဘောထားကိုအဘိုးလက်ခံထားတယ်ဒါကြောင့်မလို့အခုကိစ္စနဲ့ပတ်သက်ပြီးတော့စိုးရိမ်တာတွေဝိဖန်တာတွေကလူပုဂ္ဂိုလ်တူကြီးအဖွဲ့အစည်းတစ်ခုကြီးရဲ့ဆုံးဖြတ်ချက်လှုပ်ဆောင်ချက်သဘောထားပဲဒါတွေကိုလိုက်ပြီးတော့နားထောင်ပြီးတော့ကိုလိုရမယ်ရေမှန်းချက်ကိုထိခိုက်လာပြီးကိုလိုရမယ်လမ်းကြောင်းကိုအတားအဆီးတွေဖြစ်လာပြီးဆိုလို့ရှိရင်တော့တကယ်လို့ရမှာကိစ္စကိုရေမှန်းချက်ကိုရောက်အောင်လုပ်ဖို့ပဲဗမာစကားခုရှိတယ်လေယူတုံရောက်ကိုသွားမဲ့ခီးကိုတော့အပြက်စီးခံဖို့မလိုဘူးကိုသွားမဲ့ကိစ္စကိုရောက်သွားမယ်ဒါကအဖွဲ့အစည်းတရားရဲ့ခံယူရမယ်ခံယူချက်ဖြစ်တယ်လို့အဘိုးအနေနဲ့သုံးသပ်ပြီးတော့တင်ပြလိုပါတယ်ဒီနေရာမှာတူနဲ့လူရင်းနဲ့ရှင်းပဲပြောချင်တာကတော့ကရင်တွေမင်းကိုမင်းကရင်လို့သိပါမင်းကိုမင်းကရင်မှန်းသိပါဒါကတယောက်ချင်းကသိရမယ်ကိစ္စတယောက်ချင်းနဲ့စုတဲ့တစ်ဖွဲ့လုံးကသိရမယ်ကိစ္စသူများအကြောင်းကိုသိတော့မပြောနဲ့ကိုအကြောင်းကိုသိထားကိုလိုရမယ်မှန်းချက်ကိုလုပ်နေကြတယ်ကောင်းတယ်ကရင်တီဘလောင်းအတွက်ကိုနီကိုဟာနဲ့ကိုကန္တာနဲ့လုပ်နေတာနဲ့ပတ်သက်ပြီးတော့အင်မတန်ကောင်းပါတယ်ဆက်လိုက်ပြီးတော့လုပ်ကြပါဒါပေမဲ့ဒီလိုရှုပ်ထွေးနေတာခါမှာပိုရှောက်ပြီးတော့လာအောင်တော့မလုပ်သင့်ဘူးလို့အဘိုးအနေနဲ့နောက်ဆုံးပြောပြချင်ပါတယ်ဒါကသတိထားရမယ့်ကိစ္စဖြစ်တယ်ဒါကြောင့်မို့စာရမ်းမှာလည်းရှင်းတယ် KNU သူ့အိမ်သူရှင်းပါစေ KNU သူ့အမထုတ်ကိုသူရှင်းပါစေဆိုတာကိုသေသေးချာပြောထားပါတယ်လို့